ဘုရားသခင်ကကျွန်တော်တို့ဒီလောကမှာအုပ်ဆိုးဖို့ရန်အတွက်ဘုရားအလိုရှိတယ်ဘယ်လိုအုပ်ဆိုးရမလဲဆိုရင်ကျွန်တော်တို့ကလူတွေကိုအုပ်ဆိုးဖို့ပြောတာမဟုတ်ဘူးအာမင်လူတွေကိုလိုက်ပြီးတော့အုပ်ဆိုးဖို့ပြောချင်တာမဟုတ်ဘူးဘုရားကအာမင်ကျွန်တော်တို့ရဲ့အခြေအနေတွေအထက်မှာအုပ်ဆိုးတဲ့သူတွေဖြစ်လာလိမ့်မယ်အာမင်ကျွန်တော်တို့ရဲ့ destiny ကျွန်တော်တို့ရဲ့ assignment ကျွန်တော်တို့ဘုရားသခင်ရည်ရွယ်ထားတဲ့အရာတွေကိုကျွန်တော်တို့ကလုံးဝအကောင့်ထဲပေါ်နိုင်တဲ့သူတွေဒီလောကမှာကျွန်တော်တို့အားဖြင့်သစုံတစ်ခုဘုရားသခင်ကကောင်းကြီးမင်္ဂလာရည်ရွယ်ချက်နဲ့ထားတယ်ဆိုတော့ကျွန်တော်အထူးယုံကြည်တယ်ကျွန်တော်တို့ဒီ assignment ပေါ်မှာကျွန်တော်တို့ကအုပ်ချုပ်တဲ့သူတွေဖြစ်လာလိမ့်မယ်အာမင်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကထစ်နေတာမဟုတ်ဘူးကျွန်တော်တို့ကပြန်လဲအုပ်ဆိုးတဲ့သူတွေဖြစ်လာလိမ့်မယ်ဘုရားရဲ့ agency ဖြစ်တယ်ယောဘအခန်းကြီး23ငယ်30ကိုတစ်ချက်လောက်သူတို့ကကြည့်စေချင်တယ်ယောဘအခန်းကြီး23ငယ်30တို့တော်လဲငါတွားတော့လမ်းကိုသိတော်မူ၏စစ်တော်မူခြင်းကိုခံပြီးမှရွှေကဲ့သို့ငါပေါ်လိမ့်မည်အာမင်တစ်ခေါက်လောက်ပြန်ဖတ်ချင်တယ်တို့တော်လဲငါတွားတော့လမ်းကိုသိတော်မူ၏စစ်တော်မူခြင်းကိုခံပြီးမှရွှေကဲ့သို့ငါပေါ်လာလိမ့်မယ်အာမင်ဒီမှာရှိတဲ့သူတွေကရွှေကဲ့သို့ပေါ်လာလိမ့်မယ်အာမင်ဟာလေလုယာတဲ့တတထဲမှာဘုရားသခင်ကဒီနေ့သင်ကြုံရတဲ့အရာတွေအရင်ဘက်ကလည်းကျွန်တော်ပြောတယ်ဒီကြုံရတဲ့ပြဿနာတွေဒီကြုံရတဲ့သင်ကြုံရတဲ့ pressure တွေဒီအရာတွေကသင်ကိုဘာဖြစ်စေမလဲဆိုရင်သင်ကိုရွှေကဲ့သို့ပေါ်လာဖို့အကြောင်းဖြစ်တယ်သင်ဆုံးရှုံးပြီးတော့အဲ့နေရာမှာစိတ်သက်ကြသွားဖို့ဘုရားသခင်လိုမရှိဘူးအဲ့တော့ကျွန်တော်တို့ကရွှေကဲ့သို့ပေါ်လာမဲ့သူတွေဘုရားသခင်ကတောက်ပမဲ့သူရွှေကဲ့သို့เนาะရွှေယတနာတွေเนาะမြေကြီးထဲမှာရွှေတို့စိန်တို့เนาะမြေကြီးထဲမှာရှိတဲ့အရာတွေကလေသူကဘာကြောင့်လူတွေကတန်ဖိုးထားတာလဲဘာကြောင့်လူတွေကအယံကိုတန်ဖိုးအကြီးစွာနဲ့เนาะဝယ်ရတာလဲဆိုရင်သူကဘာဖြစ်လဲဆိုရင်အိုးအထဲမှာ pressure degree ပေါင်းများစွာအပူချိန်များစွာအထဲမှာသူတို့က pressure အောက်မှာရှိနေတဲ့ခါမှာအဲ့ဒီ pressure ဒဏ်ကသူတို့ကိုဘာဖြစ်လာစေလဲဆိုရင်စိန်ဖြစ်လာစေတယ်အာမင်ကြောက်ချင်းတူတယ်ဒါပေမဲ့မြေကြီးပေါ်မှာရှိတဲ့ကြောက်အပေါ်ယံမှာရှိတဲ့ကြောက်တွေကအဲ့လောက်တန်ဖိုးမရှိဘူးဘယ်သူမှပတ်စံပေးပြီးမဝယ်ဘူးဒါပေမဲ့ဟိုးအထဲမှာရှိတဲ့အယံ pressure ဒဏ်ခံရတဲ့ကြောက်ကလူတွေဝယ်တယ်အာမင်တန်ဖိုးရှိလာတယ်အော်တခါတလေမှာကျွန်တော်တို့တက်တာထဲမှာ pressure ကကျွန်တော်တို့ကိုအောင်မြင်ဖို့ရန်အကြောင်းဖြစ်တယ်အာမင် problem ဒီ pressure ကကျွန်တော်တို့ကိုဘာဖြစ်လာစေမလဲဆိုရင်ကျွန်တော်တို့ကို precious ဖြစ်လာစေမယ်ကျွန်တော်တို့ကိုတောက်ပလာစေမယ် hallelujah ကျွန်တော်တို့ကိုတောက်ပလာဖို့ရန်အတွက်ဘုရားသခင်ကဒီຢာတွေကိုပေးကြုံတယ်ဆိုတဲ့အရာကိုကျွန်တော်အားပေးခြင်းတယ်ဒီနေ့ကျွန်တော်သင်ဒုက္ခရောက်နေတဲ့အရာကအဲ့ဒီနေရာမှာသင်ကလက်လျှော့ပြီးတော့အရှုံးပေးလိုက်ဖို့မဟုတ်ပါဘူးအာမင်အဲ့ဒီအရာကသင်ကိုနောက်တစ်ဆင့်တောက်ပလာဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်နေတယ်เนาะအဲကြောင့်ကောင်းတဲ့ pressure တွေရှိပါစေ hallelujah ကောင်းတဲ့ pressure တွေဒီအပတ်မှာပဲเนาะဒီအပတ်မှာပဲ home sale မှာပေါ့เนาะကျွန်တော်တို့ game ကစားဖို့ဖြစ်လာတယ်အရင်ပတ်လဲ game ကစားတယ်စဉ်းစားတဲ့ဟာတွေက idea မရှိလာတော့ဘူးဟုတ်တယ်เนาะဒီအပတ်မှာလဲ game ကစားဖို့ဖြစ်လာတဲ့အခါမှာကျတော့ idea မရှိတော့ဘူးအရင်တော့ဆော့ခက်ထားရလဲကုန်ပြီเนาะ game တွေကမရှိတော့ဘူးအဲ့နဲ့ video ကြည့်တယ်ဒါပေမဲ့ video တွေ like ကြည့်ပေမဲ့လည်းမကြိုက်ဘူး idea တွေတခုမှအဆင်မပြေဘူးဒါပေမဲ့အဲ့ pressure ပေါ့ game ကဆော့တော့မယ်10မိနစ်လောက်ပဲလိုတယ်เนาะเนาะဒါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့လက်လျှော့လိုက်မလားပေါ့အားတော့ပြီကွာဒီဘက်တော့ game မရှိဘူးပဲပြောလိုက်တော့မယ်เนาะကိုယ်တာဝန်ပေးထားတယ်ဒါပေမဲ့အဲ့ဒီ pressure ထဲမှာကိုကဘာဖြစ်လိုက်လဲဆိုရင်ဖះကိုကိုကအားကိုးလိုက်တယ်ကိုရောကြီးကျွန်တော်ဒါဟိုလူတွေကိုပျော်အောင်လုပ်ရမယ်ကွာပျော်အောင်လုပ်ရမယ်ဟာမှာကိုကဘာ
ဘာမှ idea မရှိတော့ကိုလည်းစိတ်ကပြက်လာတယ်ဗောနော်အဲ့လိုဖြစ်လာတဲ့အခါမှာဘုရားကဒါပေမဲ့ဆူတောင်းတဲ့အခါမှာလေ15မိနစ်လောက်မှကျွန်တော်စဆူတောင်းတဲ့အခါမှာမရသေးဘူးဒါပေမဲ့ကျွန်တော်လည်းဗီဒီယိုတွေတော့လိုက်ကြည့်တယ်ဒါပေမဲ့မရအောင်အဲ့နဲ့ရောက်ခံဒီ7မိနစ် home set အိမ်ရောက်တော့မှလေနော်7မိနစ်အလုံးမှာစကလုံးတစ်ကြောင်းမဲ့နော်အဲ့တစ်ကြောင်းနဲ့ဘုရားကဟုတ်ပြီဆိုမှဒီဟာက idea အာမင်ဟာလေလုယာကောင်းတဲ့ idea တစ်ခုရလာတဲ့အခါမှာနော်အရန်ပျော်စရာကောင်းတဲ့အချိန်တစ်ခုကိုကျွန်တော်တို့ရခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်with the pressure အဲ့ pressure ထဲမှာကျွန်တော်ကလက်လျှော့လိုက်ရင်အရန်ကောင်းတဲ့အချိန်လူတွေပျော်ရွှင်ရတဲ့အချိန်တစ်ခုကိုကျွန်တော်ဆုံးရှုံးသွားလိမ့်မယ်ကြည့်ဒီ pressure မရှိရင်လည်းပဲအဲ့တော့ကျွန်တော်အသက်တာထဲမှာတချို့ pressure တွေကကောင်းတဲ့ pressure တွေကျွန်တော်လိုအပ်တယ်ကျွန်တော်အသက်တာထဲမှာလေကျွန်တော်တို့ကတော့တက်တောင့်တက်တာနဲ့ comfort zone မှာနေတာသဘောကျတယ်ဘာလို့မဆိုအေးစေးပဲငါဒီလောက်ထိလောက်ဆရာမလိုပါဘူးအေးစေးပဲငါဘွားတော့ဒီလောက်ပါပဲကျွန်တော်မဟုတ်ဘူးကောင်းတဲ့စိန်ခေါ်မှုရှိတဲ့နေရာမှာတင်ရှိနေဖို့အရေးကြီးတယ်အာမင်အဲ့တော့ဒီ environment ထဲမှာအခုကျွန်တော်တို့ရဲ့ဆရာဝิญဉ်ဖခင်ကြီးဆရာဇော်ရဲ့အနားမှာကျွန်တော်ရှိနေခြင်းကစိန်ခေါ်မှုတွေအများတန်းရှိနေတယ်အာမင်ကျွန်တော်တို့အများတန်းစိန်ခေါ်နေတဲ့အတွက်ကြောင့်စိန်ခေါ်မှုရှိတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က pressure ရှိတဲ့အတွက်ကြောင့်အဲ့ pressure ကကျွန်တော်အแทမှာရှိတဲ့အရာကိုဒီတိုင်းမှမဖြစ်စေဘူးအာမင်ဟာလေလုယာအဲ့ဒီကောင်းတဲ့ pressure ကတင်းသက်တာထဲမှာပို့ပြီးတော့တောက်ပလာဖို့ရန်အတွက်ဘုရားသခင်ကကြံစီထားတယ်ဆိုတဲ့အရာဖြစ်ပါတယ်အာမင်အားကြောင့်ဒီနေ့ဒီအချိန်မှာတင်ကြုံနေရတဲ့အရာပြဿနာအแทမှာဘုရားသခင်ကရဲ့ကောင်းကြီးမင်္ဂလာတွေရှိနေတယ်ဆိုကျွန်တော်အားပေးခြင်းတယ်အာမင်ကြုံနေရတဲ့အခက်အခဲတွေထဲမှာဖယားသခင်နဲ့တင်ဖြည့်ရှင်းနိုင်တယ်ဖယားသခင်ကိုတင်ကအဲ့အချိန်မှာဖယားရဲ့စကားတခွန်းအဲ့ဒီထဲမှာတင်ကရွှေကဲ့သို့တင်ပေါ်လာလိမ့်မယ်အာမင်အဲ့တော့ယောဘရဲ့အသက်တာထဲမှာအဲ့ဒီပြဿနာကသူ့ရဲ့အဆုံးသတ်မဖြစ်ဘူးသူ့မှာအတကုံကြုံရတဲ့ပြဿနာအဲ့ pressure ကြီးကနေတဲ့ပြဿနာကြီးမဟုတ်ဘူးဒါပေမဲ့အဲ့ပြဿနာထဲမှာသူ့အထဲမှာငြိမ်သက်ခြင်းရှိနေတယ်ဟာလေလုယာငါဖခင်ကအမြဲတမ်းကောင်းမြတ်တယ်ဒါကြောင့်ငါဘယ်တော့မှဒီလောက်ထိကောင်းမြတ်တဲ့ဖခင်ကိုငါဘာလို့ကြိမ်ဆဲရမှာလဲငါမကြိမ်ဆဲနိုင်ဘူးအာမင်အဲ့တော့ကျွန်တော်တို့တက်တာထဲမှာ pressure ထဲမှာကျွန်တော်တို့တစ်ခါတလေမှာညီးသွားချင်တယ်ကျွန်တော်တို့ပြဿနာတွေကြုံလာတယ်เนาะဒုက္ခတွေရှိလာတဲ့အခါမှာခက်ခဲမှုတွေရှိလာတဲ့အခါမှာညီးသွားချင်လာတယ် no ယုံကြည်ခြင်းကအဲ့ဒီအချိန်မှာထုတ်သုံးရမှာဖြစ်တယ်အာမင်ယုံကြည်ခြင်းဆိုတာမမြင်ရသေးတဲ့အရာကိုမြင်ချင်တဲ့အရာကိုမျက်မှောက်ပြုခြင်းဖြစ်တယ်အဲကြောင့်ပြောတဲ့အရာတွေဖြစ်လာတယ်တဲ့ဒီဘက်မှာကျွန်တော်တို့ဘာလို့ပြောတဲ့အရာတွေဖြစ်လာလဲယုံကြည်ခြင်းနဲ့ပြောတဲ့အတွက်ကြောင့်ဖြစ်တယ်မဖြစ်သေးတဲ့အရာတွေကိုကျွန်တော်တို့ဝန်ခံနေတဲ့အခါမှာဖြစ်တဲ့အရာကိုပဲမြင်တဲ့အရာကိုပဲအခြေအနေကိုပဲဝန်ခံတယ်ဆိုရင်အဲ့ဒါယုံကြည်ခြင်းမဟုတ်ဘူးအဲ့ဒါယုံကြည်ခြင်းမရှိဘူးကျွန်တော်တို့မမြင်သေးတဲ့အရာအခြေအနေကိုမကြည့်ဘူးကိုမြင်ချင်တဲ့အရာကိုနေ့တိုင်းမှာဝန်ခံဖို့လို့အရေးကြီးတယ်အာမင်ကိုဘာဖြစ်ချင်လဲအဲ့ဒီမြင်ချင်တဲ့အရာကိုယုံကြည်ခြင်းနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာကိုသင်ကပြောထုတ်ခြင်းကအဲ့ဒါယုံကြည်ခြင်းမဖြစ်နိုင်ဘူးဆိုတဲ့အရာကိုဝန်ခံခြင်းကယုံကြည်ခြင်းဖြစ်တယ်ဟာလေလုယာသင်ဖြစ်နိုင်တဲ့အရာတွေကိုပဲမပြောနဲ့တော့ဒီနေ့ကစပြီးတော့သင်ပြောတဲ့အရာတွေကမဖြစ်နိုင်တဲ့အရာတွေကိုသင်ဝန်ခံနေပြီဆိုရင်အဲ့ဒါယုံကြည်ခြင်းဖခင်သခင်ကယုံကြည်ခြင်းပါတာကိုသဘောကျတယ်ဆုတောင်းရင်ကျွန်တော်ယုံကြည်ခြင်းကိုဘုရားသခင်ကသဘောကျတယ်ယုံကြည်ခြင်းမရှိရင်ဘုရားရဲ့စိတ်တော်နဲ့မတွေ့ဘူးတဲ့အဲကြောင့်ဆုတောင်းတဲ့အချိန်မှာလည်းယုံကြည်ခြင်းပါပါစေအာမင်ကျွန်တော်ဘာပဲလှုပ်ယုံကြည်ခြင်းရှိပါစေဘုရားရဲ့စိတ်တော်နဲ့တွေ့တာအဲ့ဒီယုံကြည်ခြင်းဖြစ်တယ်ယုံကြည်ခြင်းပါရင်ဘုရားရဲ့စိတ်တော်နဲ့တွေ့လိမ့်မယ်အာမင်အဲ့ဒီယုံကြည်ခြင်းကအရင်တကူပါတယ်မဖြစ်နိုင်တဲ့အရာကိုဝန်ခံဖြစ်လာမယ်လို့ယုံကြည်တဲ့အရာဝန်ခံတဲ့အရာအဲ့ဒါဘုရားသားသမီးတွေရဲ့ကောင်းကြီးဖြစ်တယ်ပြောတဲ့အတိုင်းကုန်ဖြစ်လာလိမ့်မယ်တင်နေ့ပြောမယ်ငါမီလီယံနာဖြစ်မယ်ငါမီလီယံနာဖြစ်တယ်လို့တင်ပြောတယ်ဆိုရင်တင်ဖြစ်ကိုဖြစ်ရလိမ့်မယ်ဟာမယ်ဝန်ခံမှုမပြောင်းသွားနဲ့အခြေအနေကိုမပြောင်းသွားနဲ့အဲ့ဒီအခြေအနေတင်ပြောတဲ့အရာတွေကလေ
အဲ့ဒီအရာတွေကဖြစ်လာဖို့ရန်အတွက်တင့်ကိုလမ်းကြောင်းဘုရားရဲ့ဂတိတော်ကလည်းရှိတယ်ဘုရားရဲ့ဂတိတော်ကလည်းကြွယ်ဝဖို့ရန်အတွက်အစီအစဉ်ရှိတယ်ဟာလေလုယာကျွန်တော်တို့ကသခါတလေမှာတချို့ကျမ်းပိုက်တွေအားဖြင့်ကျွန်တော်တို့ကရှိတဲ့အရာနဲ့ရောင်းရဲကြပါလို့ရှင်ဘောလူကပြောတယ်ဆိုရင်မှငွေကိုမတတ်မှတ်ကြနဲ့နော်အဲ့ဒီကျမ်းပိုက်လေးတွေကိုကျွန်တော်ကကြိုက်တယ်အရန်ချမ်းသာတာလည်းမတောင်းဘူးအရန်ဆင်းရဲတာလည်းမတောင်းဘူးစားဖို့တောက်ဖို့နော်တုံးလောက်ဖို့ရပါပြီဆိုတော့ရှောလမုန်ရဲ့အဲ့နှစ်ချက်လောက်ပဲရှိတာဆင်းရဲခြင်းကျမ်းပိုက်ရရှိတဲ့ຢာနဲ့ရောက်ရဲပါနော်ဒါပေမဲ့ကြွယ်ဝခြင်းကျမ်းပိုက်ကတအုပ်လုံးဖြစ်တယ်အာမင်ဒါပေမဲ့အဲ့ဒီအခြေအနေမှာသူတို့ပြောနေတဲ့အရာတွေကလည်းအခြေအနေအကြောင်းရင်းတွေရှိတယ်ရှောလမုန်အဲ့ဒီပြောတဲ့ရှောလမုန်ငါအရန်ချမ်းသာတယ်လည်းမလိုအပ်ဘူးအရန်ဆင်းရဲတာလည်းမလိုအပ်ဘူးလို့ပြောတဲ့သူကကဘာမှာချမ်းသာဆုံးဖြစ်တယ်အာမင်ရှင်ပေါလုဆိုတာလည်းအောင်မြင်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့ तू ကအဲ့ဒီအရာတွေချက် तू ဖျားနဲ့တွာလာခြင်းကပိုအရေးကြီးတယ်လို့ तू ပြောချင်တာငွေမချမ်းသာနဲ့လို့ပြောတာမဟုတ်ဘူးငွေကိုတတ်မှတ်တာမကောင်းဘူးလို့ပြောတာငွေကိုတတ်မှတ်ပြီးအလုပ်လုပ်တယ်ကျွန်တော်ဘဝသက်တာမှာလည်းငွေကိုတတ်မှတ်ဖူးတယ်ငွေကိုတတ်မှတ်ဖူးတယ်ငွေကိုတတ်မှတ်ပြီးတော့ကျွန်တော်လမ်းတွေပါလမ်းကြောင်းတွေမားသွားဖူးတယ်ကျွန်တော်ကောင်းသဘောပေါက်တယ်အခုကဖျားသခင်ကကောင်းကြီးပေးလို့မရငွေကိုတတ်မှတ်ရင်ဖျားသခင်ကောင်းကြီးပေးလို့မရနှလုံးသားကအရင်ဆုံးအခုကဟုတ်ပြီကျွန်တော်မီလန်နာဖြစ်ချင်တယ်ကျွန်တော်ဘီလန်နာဖြစ်ချင်တယ်ဒါပေမဲ့ဖျားနိုင်ငံတော်အတွက်ပဲကျွန်တော်ဖြစ်ရမယ်ဟာလေလုယာအဲကြောင့်ဖျားနိုင်ငံတော်အဖို့ဖြစ်လာပြီဆိုရင်တော့ကျွန်တော်ချမ်းသာတာကောင်းပြီမဲ့ဖျားနိုင်ငံတော်အဖို့မဟုတ်ဘူးဆိုရင်အလကားပဲချမ်းသာတာအခုနပြောသလိုအရန်ချမ်းသာလည်းမကောင်းအရန်ဆင်းရဲလည်းမကောင်းပြန်ဖြစ်သွားမှာနိုင်ငံတော်အဖို့မဟုတ်ဘူးဆိုရင်ဒါပေမဲ့နိုင်ငံတော်အဖို့ဆိုရင်တော့တရားငွေရတတ်တဲ့သူဖြစ်မယ်ဆိုရင်ဟာလေလုယာနိုင်ငံတော်အဖို့တဲ့နှလုံးသားရှိတယ်ဆိုရင်အရင်ဘက်ကလည်းပြောကျွန်တော်ဒါဝိတ်ကအမြဲတမ်းနိုင်ငံတော်အဖို့ဖြစ်တယ်သူနန်းတော်ကိုစောင့်ဖို့သူမစဉ်းစားဘူးဖခင်ရဲ့အိမ်တော်ကိုသူစောင့်ဖို့သူစဉ်းစားတယ်ဟာလေလုယာဂေါလိယက်ကိုသူကပြန်တွားချတာဘာကြောင့်လဲဖခင်ရဲ့နာမကြောင့်သူတွားချတယ်ဖခင်ရဲ့နာမကိုထိတဲ့အတွက်ကြောင့်သူတွားချတာဖြစ်တယ်အာမင်သူနာမည်ကြီးဖို့သူလုပ်နေတာမဟုတ်ဘူးဖခင်ရဲ့နာမကိုထိတဲ့အတွက်ကြောင့်အဲကြောင့်ဒါဝိဒ်ရဲ့သက်တာမှာဖခင်ကအမြင့်ဆုံးကိုဖခင်သခင်ချီးမြှောက်လိုက်တယ်ဟာလေလုယာဒီနေ့သက်တာထဲမှာတင်းသက်တာထဲမှာကြုံနေရတဲ့ဒီ pressure တွေကတင်းရဲ့တက်တည်ခံစရာဖြစ်လာလိမ့်မယ်အာမင်အဲ့ pressure ကတင့်ကို diamond ဖြစ်လာစေလိမ့်မယ် diamond ဖြစ်လာစေလိမ့်မယ်ဒါဝိဒ်ကဘာတွေကြုံရလဲတောထဲမှာတရက်တိုးကြောင်းနဲ့တာဝန်ရှိတယ်သူ့မှာသူကဘာတွေတွေ့ရလဲဆိုရင်ခြင်သိတွေဝင်နေနဲ့ရင်ဆိုင်ရမယ်တိုးကြောင်းတယ်ဆိုကြတဲ့ကတိုးတွေကိုလာဖမ်းစားမဲ့တောထဲမှာအကောင်တွေရှိတယ်အဲ့အကြောင်းသူကနေ့တိုင်းသူလေ့ကျင့်တယ်သူလည်းအခြားဘာမှလုပ်စရာမရှိဘူးအဲ့ဒီသူ့ရဲ့အဲ့ဒီလောက်လွဲကိုပဲသူတစ်ချိန်လုံးလေ့ကျင့်နေတယ်နော်တချင်းတွေစုံနေတယ်တစ်ချိန်လုံးဒါတိုးကြောင်းသားကတချင်းဆိုရတယ်ဘာလို့ဆိုတိုးတွေကသူ့အတန်ကိုနားထောင်ရတယ်သူလည်းအများနဲ့စကားမပြောနိုင်ဘူးဒါကြောင့်တချင်းဆိုပြီးတော့သူဥဆောင်တယ်အဲ့တော့ကြည့်အဲ့ဒီ तू လုံနေတဲ့အရာအဲ့ဒီ pressure ထဲမှာ तू ဖြစ်နေတဲ့အရာကတရက်ဂေါလိယက်နဲ့တွေ့တဲ့အခါမှာအဲ့ဒီဂေါလိယက်ကလူတိုင်းအတွက်ကကြောက်စရာကောင်းပေမဲ့ဒါဝိဒ်အတွက်ကအရန်လွယ်တယ်အာမင်အားကြောင့်တရက်ကျရင်တင့်ပြဿနာအခုတင်ကြုံရတဲ့ပြဿနာတင့်အတွက်လွယ်လေးဖြစ်သွားလိမ့်မယ်။ဘာကျွန်တော်လည်းပြောကြည့်ပါဦး it is too easy လို့ပြောပါဦး it is too easy ဒီနေ့ကြုံရတဲ့ပြဿနာမှာတင်လက်မလျှော့နဲ့ဖယားနဲ့တင်ဖြေရှင်းလိုက် hallelujah ဖယားနဲ့အတူတင်ဆွဲကင်ပြီးတော့အဲ့ဒီຢာတွေကတရက်ကျရင်တင့်အတွက်လွယ်လေးဖြစ်လာလိမ့်မယ်။တင်ကလူတွေများစွာရဲ့ပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်။ရှင်သေးတွေဝင်နေတဲ့ဒါဝိဒ်နေ့တိုင်းမှာရင်ဆိုင်ရတဲ့အရာကတရက်လူတွေများစွာရဲ့ပြဿနာဖြစ်တဲ့တနိုင်ငံလုံးရဲ့ပြဿနာဖြစ်တဲ့ဂေါလိယက်ကိုသူဖြေရှင်းဖို့ရန်ကြောင်းဖြစ်လာတယ်။ဒီနေ့တင်ကြုံရတဲ့ပြဿနာတွေတသိလို့မထင်နဲ့။ယောသက်ကြုံရတဲ့ပြဿနာတွေတရက်နော်။ तू ကြုံရတဲ့ပြဿနာတွေကလည်းတရက်ကျရင်သူ့ကဘာကြော်ဖို့ရန်အတွက် तू ဖြစ်လာတယ်။အာမင်။လူတွေကအိမ်မက်မက်တယ်အိမ်မက်ကိုနားမလဲဘူး။ तू ကအနက်ပြန်ပေးတယ်။သူ့မှာအဲ့ဒီစုကျေးဇူးပဲရှိတယ်။အဲ့ဒီစုကျေးဇူးကို तू တုံးတယ်။
အိမ်မက်အနက်ပြန်ပေးတဲ့အရာကိုသူတုံးတယ်တရက်ကြတော့အဲ့ဒီစုကျေးဇူးကသူ့ကိုကဘာကျော်စေတယ်အော်ဒီနေ့မှာတင့်အထက်သားတိုင်းမှာဘုရားသခင်ထည့်ထားတဲ့အရာကိုသင်စပြီးတော့ pressure ကိုမကြောက်နဲ့အာမင်အဲ့ pressure ကတင့်ကိုရွှေကဲ့သို့စိန်ကဲ့သို့တင့်ကိုပေါ်ထွက်လာဖို့ရန်အတွက်အကြောင်းဖြစ်တယ်ဟာလေလုယာကျွန်တော်ဒါ pressure ကိုကြောက်ပြီးတော့10မိနစ်ပဲလိုတော့တယ်9မိနစ်ပဲလိုတော့တယ်မစင်စားတော့ဘူးကွာဟုတ်တယ်နော်တော်ပြီ pressure ကိုကျွန်တော်လက်လျှော့လိုက်ရင်ဒီနေ့ဒီ gain တစ်ခုကိုကျွန်တော်ရလာဖို့မရှိတော့ဘူးပျော်စရာကောင်းတဲ့ gain တစ်ခုကိုကျွန်တော်ရလာဖို့မရှိတော့ဘူးဒါပေမဲ့အဲ့ဒီ pressure အဲ့ကြောင့်တချို့တော့ pressure တွေကတင်အတွက်ကောင်းခြင်းမင်္ဂလာတွေဖြစ်လာလိမ့်မယ်အဲ့ဒီထဲမှာဖရာသခင်ကသူနဲ့တင်ကိုတွေ့စေခြင်းတဲ့အရာဖြစ်တယ်ဟာလေလုယာအဲကြောင့်တင်ရဲ့ခေါင်းဆောင်ကတင်ကိုပါခိုင်းတယ်အဲ့ဒီခေါင်းဆောင်ခိုင်းတဲ့အရာကိုတင်လှုပ်လိုက်ပါအာမင်အဲ့ဒီခေါင်းဆောင်ကတင်ကိုဘာပြောလဲသူဘာဖြစ်စေခြင်းလဲအဲ့ဒီအရာကိုတင်လိုက်လှုပ်မယ်အဲ့ဒီအရာကိုတင်ကလှုပ်ဆောင်မယ်ဆိုရင်တင်ရဲ့တတထဲမှာနောက်တစ်ဆင့်ဘုရားကအဲ့ဒီ pressure ထဲမှာဘုရားကနောက်တစ်ဆင့်ကိုဘုရားသခင်ကပို့ဆောင်မယ်ဆိုတဲ့အရာကိုကျွန်တော်အထူးအားပေးခြင်းတယ်ဟာလေလုယာအဲ့တော့တတထဲမှာလေ pressure ကိုမကြောက်တဲ့သူမောရှေရဲ့တတထဲမှာလဲသူမလုံနိုင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့အရာကိုဘုရားသခင်တင့်ကိုပြောတယ်ဆိုရင်တင်ရအောင်လုပ်ကြည့်ပါအာမင်ဒီနေ့ကစပြီးတော့တင်မဖြစ်နိုင်ဘူးမလုံနိုင်ဘူးဆိုတဲ့အရာကိုဘုရားသခင်ကတင့်ကိုလှုပ်စေချင်တယ်အာမင်ငါတော့မလုံနိုင်တော့ပါဘူးလူကလေအများနဲ့စိတ်တက်ကြတယ်အများနဲ့စိတ်တက်ကြတယ်ဒါပေမဲ့အဲ့ဒီအရာကိုဘုရားသခင်တင့်ကိုလှုပ်စေချင်တယ်ဆိုရင်တင်စလုပ်ပါကျမ်းပိုက်တစ်ပတ်ဖတ်ချင်တယ်တစ်ကောခန်းချင်းနဲ့အငယ်ကိုတစ်ကောခန်းချင်းနဲ့အငယ်ကိုကျမ်းစာလာတဲ့နေ့ညီဘုရားသခင်ကိုချစ်တော်သူတို့အဖို့အလုံးကဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစီသေးထိုအရာတို့ကိုဘုရားသခင်သည်မိမိဝိညာဉ်တော်အားဖြင့်ငါတို့အားဖော်ပြတော်မူ၏ဝိညာဉ်တော်သည်ဘုရားသခင်၏နက်နဲသောအရာတိုင်အောင်ခတ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏ဟုတ်ပြီဘုရားကိုချစ်တဲ့သူတွေအဖို့လုံးကဘုရားပြင်ဆင်ထားတဲ့အရာကလူမျက်စိဖြင့်မမြင်ဘူးနားဖြင့်မကြားဘူးစိတ်နှလုံးဖြင့်မကြံစီသေးဘူးတဲ့အာမင်အဲကြောင့်ကျွန်တော်တို့ဒီနေ့တင်တဲ့ကျွန်တော်အတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့အရာကသူများလှုပ်ပြီးသားအရာတွေမဟုတ်ဘူးအာမင်လူမျက်စိဖြင့်မမြင်သေးဘူးဆိုတဲ့အရာကသူများမလှုပ်သေးတဲ့အရာနားဖြင့်မကြားဘူးသေးဘူးဆိုတာဘယ်သူမှမမြင်နိုင်တဲ့အရာဘယ်သူမှမမြင်သေးတဲ့အရာအဲ့ဒီအရာတွေတင်မြင်ရလိမ့်မယ်ဟာလေလုယာဘုရားသခင်စီမှာအများကြီးရှိသေးတယ်ဘုရားသခင်စီကဘုရားသခင်ကကုံသွားတဲ့ဘုရားမဟုတ်ဘူးဘုရားသခင်ကကုံသွားတဲ့ဘုရားမဟုတ်ဘူးဘုရားသခင်ကယော့သွားတဲ့ဘုရားမဟုတ်ဘူးဘုရားကအမြဲတမ်းတတ်နိုင်တယ်ဘာမဆိုလုံနိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်လူမျက်စိနဲ့မမြင်သေးဘူးနားနဲ့မကြားသေးဘူးစိတ်နှလုံးဖြင့်မကြံစီသေးတဲ့အရာကိုထိုဝိညာဉ်တော်နဲ့အတူကျွန်တော်တို့ကိုဘုရားသခင်ကလှုပ်ဆောင်တင်နဲ့ကျွန်တော်တရက်ပြီးတရက်ထက်တရက်ပူကောင်းလာမယ်အာမင်ဟာလေလုယာတရက်ထက်တရက်တင်နဲ့ကျွန်တော်ပူတိုးတက်လာလိမ့်မယ်အာမင်ယုံကြည်ခြင်းနဲ့ကျွန်တော်ဝန်ခံတယ်တင်ရဲ့ဒီနေ့ဘဝတက်တာကနောက်တစ်နှစ်ဆိုရင်မတူတော့ဟာလေလုယာကျွန်တော်ဘဝတက်တာကျွန်တော်ဒီနေ့ဝန်ခံတာကျွန်တော်ကအစိုးတစ်ခုမှဝန်မခံဘူးတင်ကျွန်တော်နဲ့လာစကားပြောကြည့်လိုက်
ကျွန်တော်အစိုးတစ်ခုမှမပြောဘူးကျွန်တော်မှ negative မရှိဘူးကျွန်တော် negative မရှိအောင်ကျွန်တော်နေတယ်ကျွန်တော် negative ကျွန်တော်ဘာလို့ဆိုဖះအရန်ကောင်းလုံးလို့ကျွန်တော် negative ပြောစရာမရှိဘူးဘသူရဲ့အကြောင်းမှဘသူ negative မှလည်းကျွန်တော်မှပြောစရာမရှိဘူးကျွန်တော်မှအပေါင်းလက္ခဏာဝန်ခံစရာတွေကျွန်တော်လှုပ်ချင်တဲ့ဟိုဖြစ်ချင်တဲ့အရာတွေလူမျက်စိပဲမမြင်ဒီအရာတွေကိုကျွန်တော်စိတ်ဝင်စားတယ်အာမင်ကျွန်တော်မှ negative မရှိဘူးအာမင်မဲ့ထိုအမှုရာတွေကတဲ့အဲ့ဒီမမြင်ဘူးမကြားဘူးစိတ်နှလုံးနဲ့မကြံစီဖူးသေးတဲ့အရာကတဲ့ဘာလဲဆိုရင်တဲ့ဖျားသခင်ရဲ့ပညာဖျားရဲ့ဉာဏ်ပညာဖြစ်တယ်ဟာလေလုယာအဲ့ဒီဉာဏ်ပညာထဲမှာဘုရားသခင်ကပညာထဲမှာအဲ့ဒီအရာကိုရဖို့ရန်အတွက်ကကျွန်တော်ဘာလိုအပ်လဲဆိုရင်ကျွန်တော်တို့ရဲ့ဘုရားရဲ့ဉာဏ်ပညာကိုလိုအပ်တယ်အဲ့ဒီနတ်နဲတဲ့ဉာဏ်ပညာကိုလိုအပ်တယ်အဲ့ဒီနတ်နဲတဲ့ဉာဏ်ပညာကလည်းတင်အရန်တော်လို့အရန်ကောင်းလို့အရန်စူးစမ်းလို့ရမှာမဟုတ်ဘူးအာမင်ဝိညာဉ်တော်အဖြစ်ပဲရလိမ့်မယ်ဝိညာဉ်တော်ဖွင့်ပြမှပဲနားလည်နိုင်လိမ့်မယ်အဲ့ဒီအရာကိုအဲ့ဒီဝိညာဉ်တော်ကဖွင့်ပြဖို့ကကျွန်တော်တို့ကအဲ့ဒီအရာကဘာလဲဆိုရင်တမန်ကျမ်းစာကကျွန်တော်ပြောပြီးသားဖြစ်တယ်အဲ့ဒီအရာကတမန်တရားဖြစ်တယ်အာမင်တမန်တရားဖြစ်တယ်ဝိညာဉ်တော်ရဲ့အဓိကအကြီးမားအဆုံးလောက်ကဘာလဲဆိုရင်ဆရာကြီးဂျိုးဇက်ဖရင်ဖြစ်မယ်ထင်တယ်နော်သူပြောတာပါလဲဝိညာဉ်တော်ရဲ့အကြီးမားဆုံးအလောက်ကဘာလဲဆိုရင်ねတမာတရားကိုအကျွင်းမဲ့ဖွင့်ပြခြင်းဖြစ်တယ်အာမင်ဝိညာဉ်တော်ရဲ့နာမည်ကဘာလဲဆိုရင် the spirit of truth the spirit of truth တမာတရားကိုပြတော့တန်ရှင်တော်ဝိညာဉ်တော်တည်ဟူတော့ဥပဆွေစရာအာမင်တမာတရားကိုရှင်းပြတယ်ဖော်ပြဝိညာဉ်တော်မဖော်ပြရင်မသိနိုင်ဘူးကျွန်တော်သက်တာထဲမှာဝိညာဉ်တော်မဖော်ပြမချင်းကျွန်တော်မသိနိုင်ဘူးအဲ့ဒါဘာလဲဆိုရင်အဲ့ဒီဝတ်ထားတဲ့နတ်နဲတဲ့အရာကဘာလဲဆိုရင်ခုနကကျွန်တော်ဖတ်သွားတယ်တစ်ကောအခန်းကြီး1မှာပဲကျွန်တော်အငယ်6မှာကြည့်အောင်တစ်ကောအခန်းကြီး1အငယ်6တို့တော်လဲစုံလင်တော်သူတို့အားငါတို့ဒီပညာစကားကိုဟောပြော၏ထို့သို့ဆိုတော့လောကီပညာကိုမဆိုလို့ပြဲပျောက်တတ်သောလောကီမင်းတို့၏ပညာကိုမဆိုလို့ဤကဘာမတိမရှိမီငါတို့၏ဘုံအသေးဖြစ်စေခြင်းကဖျားသခင်စီရင်တော်မူသောပညာနတ်နဲသောအရာ၌ဝတ်ထားသောထိုပညာကိုလောကီမင်းတဆုံတယောက်မျှမသိတိလင်ဘုံကြီးတော်မူသောသခင်ကိုလောက်ဝါကားတိုင်မှာမကွက်မြတ်ကြပြီတဲ့အဲ့ဒါဘီတာနဲ့ကျမ်းစာလာဒီနေ့အညီဆိုတဲ့အခုနကျမ်းပိုက်ကိုကျွန်တော်တွေ့ရတယ်အဲဆိုရင်ဖျားသခင်ရဲ့ကဘာမတိမရှိမီဖျားရဲ့ပညာဝတ်ထားတဲ့အရာကဘာလဲဆိုရင်လောက်ဝါကားတိုင်ဖြစ်တယ်အာမင်ဟာလေလုယာလောက်ဝါကားတိုင်ထဲမှာတဲ့အကုန်လုံးပညာတွေအကုန်လုံးကိုဝတ်ထားတယ်တဲ့အဲ့ဒါကိုတဲ့လောကီမင်းနေတဲ့စာတန်လည်းနားမလည်ဘူးတဲ့အကယ်၍လောကီမင်းတွေစာတန်တွေကနားလည်တယ်ဆိုရင်တဲ့ယေရှုကိုသူတို့မတတ်ဘူးတဲ့မသိဘူးသူတို့မသိလိုက်အဲ့ဒီဝတ်ထားတဲ့ပညာကဒီနေ့ကျွန်တော်တို့ကအဲ့ဒါကိုခံရတယ်အဲ့ဒီဉာဏ်ပညာလူမျက်စိနဲ့မမြင်နားဖြစ်မကြားစိတ်နှလုံးဖြစ်မကြံစီသေးတဲ့ကောင်းကြီးမင်္ဂလာနဲ့ဆိုင်တဲ့ဖျားသခင်ရဲ့ဉာဏ်ပညာကဘာလဲဆိုရင်လောက်ဝါကားတိုင်ဖြစ်တယ်လောက်ဝါကားတိုင်ထဲမှာဖျားရဲ့ BC ချင်းအမှု BC ချင်းဖြစ်တယ်ဟာအာမင်အဲ့ဒီအမှု BC ချင်းကဖျားရဲ့ဉာဏ်ပညာနှက်နေတဲ့အရာဖြစ်တယ်အဲ့ဒီအရာကကားတိုင်မှာအမှုပြီးကားတိုင်မှာအမှု BC ချင်းအောင်မြင်ခြင်းလောက်ဝါကားတိုင်တရားအဖြစ်ကားတိုင်တရားကကျွန်တော်တို့ရဲ့ကြိမ်ချင်းကားတိုင်ဆိုတာဗာလဲလောက်ဝါကားတိုင်ဆိုတာဗာလဲ
ကျိန်ချင်းအမင်္ဂလာကိုပုံဆောင်တယ်တေချင်းကိုပုံဆောင်တယ်နာချင်းကိုပုံဆောင်တယ်အဆက်ကွဲချင်းတွေကိုပုံဆောင်တယ်ဒါပေမဲ့ဒီကနေ့အဲ့ဒီကားတိုင်းမှာယေရှုအသေးခံခြင်းကတဲ့ဒီနေ့ကျွန်တော်တို့အဲ့ဒီအားလုံးကျိန်ချင်းကနဲ့လည်းကျွန်တော်လွတ်မြောက်သွားပြီအာမင်အမင်္ဂလာကနဲ့လည်းကျွန်တော်လွတ်မြောက်ပြီးတော့ကောင်းကြီးမင်္ဂလာကျွန်တော်ခံစားရပြီတေခြင်းကနဲ့လည်းအောင်မြင်ပြီးတော့အသက်ရှင်ခြင်းကိုကျွန်တော်ထောင်ရရပြီနာခြင်းကနဲ့အသက်ရှင်ပြီးတော့ကျမ်းမာခြင်းကိုကျွန်တော်ရပြီအဆက်ကွဲခြင်းကနဲ့ကျွန်တော်တို့လွတ်မြောက်ပြီးတော့ဒီနေ့ချီးမြှောက်ခြင်းကိုရပြီအာမင်အဲ့ဒီຢာတွေကိုအဲ့ဒါကိုလေဘယ်သူမှမသိဘူးလေတလားလောကီမြင်နေမသိဘူးစာတန်လည်းမသိဘူးအဲ့ဒါနဲ့နေတဲ့ပညာဖြစ်တယ်အဲ့ဒီပညာကိုသင်သဘောပေါက်သွားပြီဆိုရင်အဲ့ဒီလောက်ဝါကားတိုင်းတရားဖြစ်တဲ့ဖရာသခင်ရဲ့ပညာအာသင်ရထင်တာလောက်ဝါကားတိုင်းကိုအထင်သေးတာကျွန်တော်တို့ကလောက်ဝါကားတိုင်းကိုကျွန်တော်အထင်သေးတယ်အာလောက်ဝါကားတိုင်းမှာယေရှုသေတာဘာအကျိုးရှိလို့လဲငါကိုယ့်အကောင်ငါစူးစမ်းရအောင်မယ်ငါခရိယန်ဖြစ်တာငါအရင်စူးစမ်းရမယ်ငါအရင်စက်ကပ်ရမယ်ငါအရင်ဆူတောင်းနိုင်မှဖရာကငါ့ကိုအတိမပြုတာပေါ့ no အဲ့ဒါအတင်းရဲ့ကောင်းချီးမင်္ဂလာကြီးအဲ့ဒီလှုပ်ဝါကားတိုင်းတရားကြီးကတင့်ဘဝမှာ BC ချင်းအမှုအောင်ချင်းအမှုကအဲ့ဒီကလာတာအဲ့တော့ဝိညာဉ်တော်မဖွင့်ပြရင်မသိဘူးဒါကြောင့်နတ်နေတော့အရာကိုဘုရားသခင်ရဲ့နတ်နေတော့အရာကိုဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့သိရတယ်တဲ့အဲ့ဒီဘုရားရဲ့ကောင်းချီးမင်္ဂလာအမှု BC ချင်းကကျွန်တော်ခံရပါလားယေရှုကအတကုံစူးစမ်းပြီးတော့ကျွန်တော်တို့အတွက်ခံပြီးသွားပြီဆိုတော့ကျိန်ချင်းအမင်္ဂလာယေရှုအကုန်ယူသွားပြီဆိုတော့ဒီနေ့ကျွန်တော်တို့ကဂျေဇုတော်ကြောင့်ကျွန်တော်လွတ်မြောက်ပြီအာမင်ယေရှုကအတကုံစူးစမ်းပြီးသွားပြီနောက်ဂျေဇုတော်အားဖြင့်ကျွန်တော်တို့ဂျေဇုတော်ကလေကျွန်တော်တို့ကိုပေါ့ပါစေတယ်အာမင်ကျွန်တော်အမြဲတမ်းကျွန်တော်တို့ဒီမှာရှိတဲ့သူကိုပြောပြတယ်ဂျေဇုတော်ကိုနားမလဲခင်တော့ကျွန်တော်အမှုတော်ဆောင်တယ်ဂျေဇုတော်ကိုကျွန်တော်လည်းနားမလဲချင်လို့မဟုတ်ပါဘူးနားလဲချင်တယ်ဒါပေမဲ့ဝိညာဉ်တော်ဖွင့်ပြချက်မရှိတဲ့ခါမှာနားမလဲဘူးကြားတော့ကြားတယ်နားမလဲတဲ့ခါမှာဘာဖြစ်လဲဆိုရင်အမှုတော်ဆောင်ခြင်းမှာပျော်တယ်အမှုတော်ဆောင်ခြင်းမှာပျော်တယ်ဒါပေမဲ့လေးလံလာတယ်မဖို့ပါဘူးပြင်ပန်းလာတယ်လေးလံလာတယ်ဂျေဇုတော်ရဲ့မဆခြင်းအမှု BC ခြင်းကိုဘုရားသခင်ရဲ့လှုပ်ပေးပြီးတဲ့အရာကိုကျွန်တော်နားမလဲလာတဲ့အခါမှာကိုယ်တိုင်စူးစမ်းလာတဲ့အခါမှာဘုရားအတွက်လှုပ်ရတာအယမ်းပျော်တယ်ဘုရားကိုအယမ်းချစ်တယ်ဆိုတဲ့တခြင်းတော်မှာကိုရောကိုချစ်တယ်နော်ကိုရောကိုချစ်တယ်နော်အယမ်းစူးစမ်းပြီးချစ်နေတယ်ကျွန်တော်တို့အဲ့အချိန်မှာဘာဖြစ်လာလဲဆိုကျွန်တော်တို့ကလေးလံလာတယ်ယေရှုကပြောတယ်ငါထံမှာနီးခံပါတဲ့ဝင်လေးတော့ပြင်ပန်းတော့သူပေါင်းတော့ငါထံနဲ့နီးခံကြလော့နော်ဘုရားသခင်ငါရဲ့ဝင်ကပေါ့တယ်ဘုရားပြောတယ်ကျွန်တော်တို့သက်တာထဲမှာဘုရားကိုအယမ်းချစ်တယ်ကျွန်တော်ဘုရားကိုအယမ်းချစ်လာတဲ့အခါမှာကျွန်တော်ပြင်ပန်းလာတယ်အယမ်းချစ်လာတယ်ကျွန်တော်အယမ်းချစ်တော့လှုပ်ပေးရတာပျော်တာကျွန်တော်တို့ကဘုရားအမှုတော်ဆောင်ရတာဝါသနာကိုပါတာဝါသနာပါဘာမှအခြားအလုပ်ကိုမလုပ်တာကျွန်တော်တို့ကဖျားအမှုတော်ဆောင်ရရင်ကျွန်တော်တို့ပြောတယ်24နိုင်ဆောင်ချင်တယ်အခုကျွန်တော်ရဲ့ဆုတောင်းချက်လဲ24နိုင်ဖျားအမှုတော်ဆောင်ဖို့ပဲ24နိုင်ကိုပြောတယ်ဒါပေမဲ့လည်းကိုအရန်ချစ်တော့ပြင်ပန်းလာတယ်ဖျားကိုတိတ်ကြိုးစားပြီးချစ်တော့ဒါပြင်ပန်းလာပြီပျော်တော့ပျော်ပြီမဲ့ပြင်ပန်းလာတယ်ဒါပေမဲ့ဂျေဇုတော်ကိုကျွန်တော်သဘောပေါက်တယ်ဖျားရဲ့မဆာချင်ဖျားရဲ့အကုန်သူလှုပ်ပေးပြီးတဲ့အရာကိုဘုရားယေရှုကစ조사ပြီးတဲ့အတွက်ကြောင့်အခုကျွန်တော်ထပ်ပြီးတော့ဘာမှစ조사ဆရာမလို့တော့ဘူးတော်ဖြောက်မှတ်ဖို့လည်းကျွန်တော်ထပ်စ조사ဆရာမလို့တော့ဘူးတန့်ရှင်းချင်းအားရှိဖို့ရန်အတွက်လည်းကျွန်တော်စ조사တာမဟုတ်ဘူးဘုရားကကျွန်တော်ကိုပေးလိုက်တာအခုကကျွန်တော်တန့်ရှင်းတော့သူကျွန်တော်ကောင်းတာဆိုးတာတွေဘုရားမကြည့်ဘူးကျွန်တော်တော်တာမတော်တာဘုရားမကြည့်တော့ဘုရားကယုံကြည်တဲ့အရာပေါ်မှာဘုရားသခင်ကဖြောက်မှတ်တယ်လို့သတ်မှတ်လိုက်ပြီအာမင်အဲ့ကြောင့်ကျွန်အခုကကိုစူးစားတာမဟုတ်တော့ဘူးစူးစားချစ်တာမဟုတ်ဘဲနဲ့အချစ်ခံရတဲ့သူဖြစ်လာတယ်ဘုရားရဲ့ချစ်ချင်းမေတ္တာကိုရလာတဲ့အခါမှာချစ်ချင်းမေတ္တာခံစားလာတယ်စ
ကြိုးစားချစ်တဲ့အခါမှာချစ်ချင်းမေတ္တာမခံစားရအောင်ဒါပေမဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်နားလည်ပြီးတော့အော်ကောင်းမြတ်လိုက်ပါလားဆိုတော့နားလည်လိုက်တဲ့အခါမှာကျွန်တော်ကမေတ္တာခံစားလာရတယ်အဲ့ဒီအချိန်မှာပေါ့ပါလာတယ်လှုပ်သမျှအရာတွေကတော့ကိုတော့လှုပ်ပေးတဲ့အရာပုံမှာနော်ကျွန်တော်ကဒီလိုပဲလှုပ်ရတယ်ပေါ့ပါလာတယ်ဘယ်လောက်တော့ကျွန်တော်ဖြစ်သွားလဲဆိုရင်ကျွန်တော်ကကဘာကြီးကိုတော့မှကျွန်တော်ကကယ်ဖို့စစဉ်းစားပြီကျွန်တော်ကအာမင်ကဘာကြီးကိုကျွန်တော်စကယ်ဖို့စဉ်းစားပြီလူတွေတမန်တရားမသိတော့ဘူးလူတွေမားပြီလူတွေဂျေဇုတော်ထဲမှာသူတို့သွားပြီမဟုတ်တော့ဘုရားစကားနားထောင်ဖို့ငါဟောရတော့မယ်နော်ပညတ်တရားတွေကိုငါသူတို့ပြန်တင်ပေးရတော့မယ်ဆိုတော့ကျွန်တော်ကဘာကြီးကိုကယ်ဖို့ကျွန်တော်စလုပ်တဲ့အခါမှာအဲ့ဒါဘုရားမကြိုက်ဘူးယေရှုကငါကယ်ပြီးသွားပြီကဘာကြီးကိုနင်ကဘာလို့ကဘာကြီးကိုကယ်ချင်တာလဲဟုတ်ဘူးငါတို့ကအဲ့ဒီကယ်ပေးတဲ့ကယ်တင်ခြင်းသတင်းကောင်းကိုပဲဝေမျှရမှာဖြစ်တယ်အာမင်အေးဝင်ကလေးတရားသိဟုတော့ကယ်တင်ခြင်းသိဟုတော့ကယ်တင်ပြီးသွားတဲ့အရာသတင်းကောင်းကို good news ကိုကျွန်တော်တို့ဝင်ကားရမယ် gospel is good news ကျွန်တော်တို့ကဘာကြီးကိုထက်ကယ်ချင်တယ် no အရန်စူးစမ်းတယ်ကျွန်တော်တို့ဖတ်တယ်အရန်ဖျားကိုချစ်တယ်အရန်စူးစမ်းတယ်အရန်ပျော်ပါတယ်ကောင်းတယ်လှုပ်ဖျားအတွက်လှုပ်ပေးရတာတိတ်ပျော်ဒါပေမဲ့ဖျားကအဲ့ဒါတွေမလို့ဖျားကကျွန်တော်တို့ကိုဘလောက်ထိချစ်ပြီးတော့လှုပ်ပေးသွားလဲဆိုတဲ့အရာကိုပဲကျွန်တော်နားလည်ဖို့ရန်အကြောင်းဖြစ်တယ်အာမင်အရန်စူးစမ်းလာတဲ့အခါမှာကိုအရန်ကောင်းလာတဲ့အခါမှာဖျားရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်မခံစားရတော့ကျွန်တော်အရန်ကောင်းလာတဲ့အတွက်ကြောင့်ကျွန်တော်အရန်လှုပ်ဆောင်လာတဲ့အခါမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကကျွန်တော်မသိတော့ကျွန်တော်နားလည်းမလဲတော့ကိုကောင်းတယ်ပဲခံစားရတော့တယ်ဘာလှုပ်ငါတရားဟောနိုင်တယ်ငါတရားဟောကောင်းတယ်ငါတရားဟောရင်သူများထက်ပိုကောင်းတယ်နော်အားလုံးတစ်ကမ္ဘာလုံးဘယ်သူမှမကြားဘူးတဲ့ဖွင့်ပြချက်တွေငါဟောမယ်အားလုံးထက်ငါထူးဆန်းရမယ်ဆိုတဲ့အရာတွေပေါ့နော်အရန်ကောင်းလာတဲ့အခါမှာကိုကောင်းလာတဲ့အခါမှာဖះကောင်းမြတ်ခြင်းတွေမခံစားရတော့အဲကြောင့်ဖះကောင်းမြတ်ကြောင်းကိုပြောရမယ်ဆိုတဲ့အရာကိုကျွန်တော်ကြားတဲ့အခါမှာဖះဘာကောင်းမြတ်တာလဲဆိုမှကျွန်တော်ခံစားရတယ်ငါဖះကကောင်းမြတ်ခြင်းဆိုတာဘာလဲလို့ကျွန်တော်အဲ့လောက်ထိသဘောမပေါက်ဘူးကျွန်တော်ကြည့်အဲ့လောက်ထိအခြေအနေကျွန်တော်သဘောမပေါက်တော့အဲ့တော့ဒီနေ့မှာဖះရဲ့အေးဝင်ကလေးဖခင်ရဲ့ဒီဂျေဇုတရားကလေလူကိုလှုပ်ခိုင်းတဲ့တရားမဟုတ်တော့ဘူးအဲ့ဒီလှုပ်ပေးတဲ့တရားဖြစ်တယ်လှုပ်ပေးပြီးတဲ့အရာဖြစ်တယ်အာမင်ခွင့်လွတ်ပြီးတဲ့အရာဖြစ်တယ်လူတွေကိုအပြစ်စီရင်တဲ့တရားမဟုတ်တော့ဘူးဒီနေ့ဖခင်ကကျွန်တော်တို့ကလေအပြစ်အရန်ပြောမှဆုံးမမတန့်ရှင်းဘူးနေတန့်ရှင်းအောင်နေစူးစားအဲ့လိုပြောမှလူတွေကပြောင်းလဲမယ်လို့ထင်တာမဟုတ်ဘူးတကယ်တမာတရားကဘယ်လိုလဲဆိုရင်ငါဟာခွင့်လွှတ်ခြင်းခံရတဲ့သူပါလားငါဒီလောက်ထိဆိုးတာတော့မှဘုရားကငါ့ကိုတစ်ဖက်သက်အချစ်နဲ့ငါဒီလောက်ထိမကောင်းတဲ့သူကိုတော့မှဘုရားကဒီလောက်ထိခွင့်လွှတ်ပြီးတော့ကဲပါလားဆိုတဲ့အရာကိုဘုရားကဘာလို့ငါ့ကိုဖြောက်မှတ်ခြင်းတော့အပိုင်ပေးတယ်ငါမကောင်းတော့လဲငါအပြစ်များတော့လဲဖြောက်မှတ်ခြင်းတော့မှငါရပြီတန့်ရှင်းတော့သူဖြစ်တယ်ဆိုတဲ့အရာကိုတင်ရနားလည်လာတဲ့အခါကျမှတင်ရတန့်ရှင်းနိုင်တာဖြစ်တယ်အဲ့ဒါမှတင်ရဖြောက်မှတ်ဆိုတာအသက်ရှင်နိုင်လာတာဖြစ်တယ်တင်ရဖြောက်မှတ်တော့သူဖြစ်တယ်ဆိုတာကိုယ့်အကိုခံယူလိုက်တဲ့ချိန်မှာဖြောက်မှတ်ဖို့ရန်အတွက်ငါဖြောက်မှတ်ရမယ်ငါဖြောက်မှတ်ရမယ်ငါစူးစမ်းရမယ်လို့ပြောနေတဲ့အခါမှာကျွန်တော်တို့မလုပ်နိုင်ဘူးစူးစမ်းလေပိုဆိုးလေစူးစမ်းလေပိုဆိုးလေအဲကြောင့်ဘာသာတရားကအမြဲတမ်းကျွန်တော်တို့ကိုလှုပ်ခိုင်းတယ်စူးစမ်းပါဒါပေမဲ့ဂျေဇုတရားတည်းဟူတော့တမာတရားကကျွန်တော်တို့ကိုအမှုပေးပြီးလှုပ်ဆောင်ပေးပြီးလှုပ်ပေးပြီးဟာလေလုယာအာမင်ခွင့်လွတ်တဲ့ဘုရားဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့သက်တာထဲမှာလေထိုအရာကိုကျွန်တော်သိနားလည်ဖို့အရေးကြီးဒါမှအဘယ်သူမြဂျေဇုတော်ဆိုတော့ကျွန်တော်ပြပြမယ်ဂျေဇုတော်ဆိုတာလေအဘယ်သူမြကြံစီ၍မမီနိုင်တော့ငြိမ်သက်ခြင်းဖြစ်တယ်အာမင်ပို့ပါခြင်းဖြစ်တယ်
ဘယ်သူမှကြံစီလို့မရအောင်ဂျေဇုတော်ကိုသင်ခံစားမှအဲ့ဒီပေါ့ပါခြင်းဆိုတဲ့ငြိမ်သက်ခြင်းကိုသင်ခံစားရလိမ့်မယ်သင်လှုပ်သမျှမှာမပြင်ပန်းတော့အမှုတော်ဆောင်နဲ့ပေါ့ပါမယ်ပျော်မယ်အောင်မြင်မယ်အရင်တော့အမှုတော်ဆောင်နဲ့ပျော်တယ်ဒါပေမဲ့လေးလံနဲ့မအောင်မြင်ဘူးအခုအမှုတော်ဆောင်တာကျွန်တော်လှုပ်တာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်လှုပ်နေတယ်ဒါပေမဲ့ကျွန်တော်ဟောနေတာဒါပေမဲ့ကျွန်တော်လှုပ်နေတာမဟုတ်ဘူးဖျားလှုပ်နေတာဖျားလှုပ်နေတာ 100% ပဲဖျားပဲအဲ့တော့အောင်မြင်ရင်လည်းဖျားပဲအကယ်၍မအောင်မြင်ရင်လည်းဖျားပဲကျွန်တော်လွတ်မြောက်တယ်ကျွန်တော်လွတ်မြောက်တယ်မအောင်မြင်ရင်လည်းဖျားဒါပေမဲ့ဖျားကအောင်မြင်ပြီးသားကျွန်တော်ယုံတာအောင်မြင်ရင်လည်းဖျားမအောင်မြင်ရင်လည်းဘာကိစ္စလဲမအောင်မြင်လည်းဖျားပဲလေကျွန်တော်လှုပ်တာမဟုတ်လို့ကျွန်တော်ပြောပြီးပြီဂျေဇုအကြောင်းငါဟာငါရှင်တာမဟုတ်ဘူးတဲ့ငါဟာငါမဟုတ်ဘူးတဲ့အခုအသက်ရှင်တာငါမဟုတ်ဘူးတဲ့ငါအแทမှာရှိတဲ့ယေရှုရဲ့အားဖြင့်ငါဒီနေ့အသက်ရှင်နေတဲ့အဲကြောင့်အခုလှုပ်သမျှရာဟာလည်းငါမဟုတ်ဘူးတဲ့ယေရှုကငါအแทကနဲ့အသက်ရှင်နေတဲ့အဲကြောင့်တင်းရတတာထဲမှာထိုဂျေဇုတော်ကိုတင်ရလာတဲ့ခါမှာလေထိုဂျေဇုတော်ထဲမှာရှိလာရင်ဖခင်ရဲ့အမှုပြုခြင်းကောင်းမြတ်ခြင်းတွေကိုသင်နေ့တိုင်းမှာဝန်ခံနေဆိုရင်သင်တက်တည်တွေသင်မြင်ရတော့မယ်အာမင်တက်တည်တွေသင်မြင်ရတော့မယ်မကြခင်မှာကောင်းမြတ်လွန်းလို့ကျွန်တော်ဝန်ခံတာဖြစ်တယ်ကျွန်တော်တို့ဝန်ခံလို့ဘုရားကကောင်းပူကောင်းမြတ်လာတာမဟုတ်ပဲကောင်းမြတ်တဲ့အရာကိုကျွန်တော်တို့ကဝန်ခံတဲ့အခါမှာအဲ့ဒီကောင်းမြတ်ခြင်းကိုကျွန်တော်တို့ကခံစားရတယ်အာမင်ခံစားရတဲ့အရာကိုကျွန်တော်တို့ကခံစားရတဲ့အရာကိုကျွန်တော်တို့ကအတိမတ်ပြုတယ်သဘောတူတယ်ယုံကြည်တဲ့အခါမှာထပ်ပြီးခံစားရတယ်ကျွန်တော်တို့ဟာလေလုယာအားဒီနေ့မှာဘုရားသခင်ကပြဿနာအတင်းအတွက်လွယ်လွယ်လေးအဲ့ပြဿနာကဘာကြောင့်တင်းစီရောက်လာလဲဆိုရင်အဲ့ pressure ကဘာဖြစ်လာလဲ precious ဖြစ်လာဖို့ဖြစ်တယ်အာမင်စိန်ကဲ့သို့ရွှေကဲ့သို့ဒီနေ့တင်တဲ့ကျွန်တော်ပေါ်လာဖို့ဖြစ်တယ်အဲကြောင့်ဒီပြဿနာကတင်ထွက်ပြေးဖို့မဟုတ်ဘူးရှောင်ဖို့လည်းမဟုတ်ဘူးရန်သူကတင့်ကိုနာမည်ကြီးစေလိမ့်မယ်မကြောက်နဲ့အာမင်ငွေကြီးပြဿနာအခက်ခဲလားဘာပြဿနာအဲ့ပြဿနာကိုတင်မကြောက်နဲ့ဖခင်ကိုအဲ့အချိန်မှာဖတ်တွေ့လိုက်ဖခင်ကိုဖတ်တွေ့ပြီးတော့အဲ့အချိန်မှာတင်လှုပ်လိုက်အာမင်ဟာလေလုယာဖခင်ကအဲ့သူ့တက်တည်အနေနဲ့ဖခင်သခင်ပြဘုရားရဲ့တက်တည်တွေမြင်ရလိမ့်မယ်ကောင်းမြတ်ခြင်းအကြောင်းဂျေဇုတော်ကိုစခံစားရပြီဆိုရင်အယံအန္တရာယ်ရှိတယ်။ဘာလို့ဆိုဂျေဇုတော်ကတဘာထဲမှာမရက်သွားဘူးသူကဂျေဇုတော်ကိုသင်စခံစားရတဲ့သူကလေထပ်ဆင့်ပြီးတော့ဂျေဇုတော်ကလာမယ်။ကျွန်တော်ဂျေဇုတော်စခံစားရတယ်။စခံစားရတဲ့အခါမှာနောက်တစ်ဆင့်ကျွန်တော်ထပ်ခံစားရတယ်။အဲ့ဒါနောက်တစ်ဆင့်ကျွန်တော်ထပ်ခံစားရတယ်။အာမင်။နောက်တစ်ဆင့်အခုကျွန်တော်ထပ်ခံစားရလိမ့်မယ်။ဘုရားကအမှုတစ်တွေကျွန်တော်လှုပ်တာမဟုတ်တော့ဘူးကျွန်တော်ကြိုးစားတာမဟုတ်တော့ဘူးဖခင်ကကျွန်တော်အထက်အကြောင်းရှင်ပေါလုကအများနဲ့ပြောတယ်ဂျေဇုတော်ကငါအထက်ကနဲ့အားထုတ်တယ်ကြိုးစားအားထုတ်တယ်ဖခင်ရဲ့ကြိုးစားအားထုတ်မှုအထဲမှာကျွန်တော်ရှိရှင်ပေါလုကသူ့ကိုယ်သူလေငါအပြစ်အကြီးဆုံးလို့သူပြောတယ်တခါတလေမှာကျွန်တော်တို့ကဘာကြောင့်ဂျေဇုတော်မခံစားရလဲဆိုရင်ငါကအကောင်းဆုံးလို့ပြောလို့ငါကအဟုတ်ဆုံးငါကအတန့်ရှင်းဆုံးငါကအဖြောက်မှတ်ဆုံးငါ့ကိုဘယ်သူမှလာမပြောနဲ့နော်ငါလိုလူလိမ်မာတဲ့သူမရှိဘူးအဲ့လိုဖြစ်လာတဲ့အခါမှာဂျေဇုတော်ကဝင်လို့မရတော့ကျွန်တော်တို့လှုပ်တဲ့အရာကိုဂျေဇုတော်ကမလှုပ်ဘူးအဲ့တော့သဘောပေါက်ဖို့လိုတယ်ကျွန်တော်တို့လှုပ်ပြီးဆိုရင်ဖခင်ကလေအမြဲတမ်းကျွန်တော်တို့ကိုလေးစားတဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုဖခင်ကလေလေးစားတယ်လွတ်လပ်စွာကျွန်တော်တို့ကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ဆုံးဖြတ်ချက်တိုင်းကိုဘုရားကလေးစားပြီးတော့ကျွန်တော်တို့စစ조사တဲ့အရာတစ်ခုကိုဘုရားကဝင်မနှောက်ယှက်ဘူးသူက respect ရှိတယ်ဘုရား respect ရှိတယ်ကျွန်တော်တို့အမှုတော်ဆောင်စ조사ပြီဟဲ့နော်စီးပွားရေးစ조사ပြီဟဲ့ဘုရားနဲ့ဘုရားခင်မဟုတ်ဘဲနဲ့စ조사ပြီအဲ့ဒါဘုရားက조사တော့နော်အဲ့တသက်လုံး조사တော့ဒါပေမဲ့ဖခင်ရဲ့ဂျေဇုတော်အားဖြင့်အဲ့ဂျေဇုတော် 100% တင်မယူနဲ့တင်နေရယူစရာမလိုဘူး
ngà yán tổ lo con luôn mà hậu ao mình phải 100% mà ao mình lẽ và phía đấy là phải 100% và cho nó lướm nhau bị amen ở trong tiếng tất cả thêm mà phải cái agency xí đấy cho nó lo sinh ye phổ phải agency mình xí bu chuyện qua trên hạ cho nó lo áo phía đấy Giêsu khăn ya thì cho nó khăn ya bị để tao mà chẳng sao được biểu đấy Giêsu này tụi tây khăn này Giêsu này tụi tham nhau đấyကောင်းကင်အရက်မှာယေရှုနဲ့သူထိုင်တယ်အာမင်ယေရှုရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်ရတယ်ယေရှုခံရတဲ့ဖြောင့်မတ်ခြင်းယေရှုကကျွန်တော်ရဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်ကျွန်တော်တို့ဘယ်လိုယုံရမလဲခရစ်တော်ကငါရဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်လို့ယုံရမယ်ခရစ်တော်ငါရဲ့အောင်မြင်ခြင်းခရစ်တော်ငါရဲ့ကြွယ်ဝခြင်းခရစ်တော်ငါရဲ့အမွေဥစ္စာဘာရှိသေးလဲဘာလိုသေးလဲတစ်ခုပြီးတစ်ခုအကုန်ပြည့်စုံလာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့သက်တာထဲမှာငါမဟုတ်တော့ဘူးဟာလေလုယာဒီနေ့ငါအသက်ရှင်နေတာငါမဟုတ်တော့ဘူးဘုန်းနေအားလုံးကယေရှုပဲရမယ်ကျွန်တော်လုံနိုင်သမျှအရာယေရှုပဲကျွန်တော်မလုံနိုင်တဲ့အရာလည်းယေရှုပဲကျွန်တော်လွတ်မြောက်ပြီကျွန်တော်ဖခင်ကကျွန်တော်တို့ကိုအဲ့လိုမျိုးနားလည်လာတဲ့အရာထဲရနဲ့ကောင်းချီးရတဲ့အရာထဲရနဲ့ဒီမှာရှိတဲ့သူကျွန်တော်ရဲ့အဓိကဒီဇုံးမီတင်ရတာပဲကျွန်တော်ဂျေဇုတော်ကိုဟောပြောဖို့ကျွန်တော်ဒီဇုံးမီတင်ရကျွန်တော်ဖွင့်တာဖြစ်တယ်တမန်တရားတီးဟူတော့ဂျေဇုတော်ကလေလူညံနဲ့နားမလည်နိုင်ဘူးဒီຢာကဖယားသခင်ရဲ့ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းတနာခြင်းကြောင့်ကျွန်တော်နားလည်လာခွင့်ရတယ်တနာခြင်းအဲကြောင့်ငါဘာဖြစ်သွားတာလဲငါဘလို့ဖြစ်သွားတာငါကိုငါဆိုတဲ့ຢာကိုစပြီးတော့ညင်းပယ်လိုက်တဲ့နေ့မှာဝိညာဉ်တော်စပြီးတော့နေရာယူလို့ရတယ်အာမင်ဒီနေ့ငါဆိုတဲ့စိတ်ကိုဒီနေ့ဖယ်ရအောင်ငါတတ်နိုင်လို့ငါစူးစမ်းနိုင်လို့ထက်ဖခင်ရဲ့ကောင်းမြတ်ခြင်းကငါရဲ့အแทမှာစူးစမ်းပေးမယ်အဲ့တော့သင်မလုံနိုင်တဲ့အရာတွေသင်လုံနိုင်ဖို့ကလေသင်ခွန်အားနဲ့မလုံနိုင်သင်ခွန်အား limit ကျွန်တော်ရဲ့ခွန်အားကျွန်တော် limit ကရက်သွားပြီဒီလောက်ပဲအမေအဲ့ထက်ပို့ပြီးတော့လုံနိုင်ဖို့ကဖခင်ရဲ့ခွန်အားဖခင်ရဲ့ limit Holy Spirit ရဲ့မဆခြင်းဖွင့်ပြခြင်းနေရောက်လာပြီဆိုရင်အကန့်အသတ်မဲ့တဲ့နယ်ပယ်တွေထဲကိုကျွန်တော်တို့စပြီးတော့ကူးပြောင်းတော့မယ်အကန့်အသတ်မဲ့တဲ့ချီးမြှောက်ခြင်းနေအာမင်ယေရှုအသင်အတွက်ပြင်ဆင်ထားပြီးသားယေရှုအချက်ကွဲခံခြင်းဟာဒီနေ့တင်ချီးမြှောက်ခြင်းခံရဖို့ဖြစ်တယ်ယေရှုစူးစမ်းခဲ့ပြီယေရှုလေးလံခဲ့ပြီဒီနေ့တင်ပေါ်ပါဖို့ဖြစ်တယ်ကျွန်တော်အချက်ကွဲခဲ့တဲ့နယ်ပယ်တွေရှိတယ်အဲ့ဒီနယ်ပယ်မှာဒီနေ့တစ်ခုပြီးတစ်ခုကျွန်တော်ကောင်းချီးရနေတယ်စပြီးတော့မြင်ရပြီဘာကြောင့်လဲဆိုရင်ဂျေဇုတော်ကြောင့်ဖြစ်တယ်ကျွန်တော်မလုပ်တော့ဘူးကျွန်တော်ယေရှုရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်စပြီးတော့ကျွန်တော်ခံစားရတဲ့အချိန်ခံစားရဖို့တိတ်ရေးကြီးတယ်အဲ့ခံစားရတဲ့အချိန်မှာကျွန်တော်ချီးမြှောက်ခြင်းတွေစမြင်ရတယ်အဆက်ကွဲခဲ့တဲ့အရာကဟိုအရင်တော့ပြည့်ညက်တရားတော်ကအဆက်ကွဲခဲ့တဲ့အရာဒီနေ့ပြန်ပြီးတော့ဘုရားသခင်ကချီးမြှောက်စေတယ်အာမင်ဟာလေလုယာဟာလေလုယာအဲကြောင့်ဒီနေ့အတူတကွကျွန်တော်တို့အသက်တာများကိုစက္ကန့်အနိုင်ရအောင်တ
တော့ဘူးနေအတိုင်းမှာဝင်းတော်ရဲ့လမ်းပြခြင်းနေပေတယ်ခေါ်ဆောင်သွားဝင်းတော်အဖြစ်ငါမဟုတ်တော့Hallelujah. Shalabaha talabaha shakalababa shakalababa Hallelujah, shalabalaba, shalaba, 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 Hallelujah. ငါမလုံနိုင်တဲ့အရာတွေငါမလုံနိုင်တဲ့အမှုတွေငါမသက်စွမ်းနိုင်တဲ့အမှုတွေဘုရားသခင်ရဲ့ဂျေဇုတော်အားဖြင့်အရာခတ်သိမ်းတင်သက်စွမ်းနိုင်လာလိမ့်မယ်။တင်းရဲ့အစွမ်းအားဖြင့်တင်းရဲ့ကြိုးစားမှုအားဖြင့်မလုံနိုင်တဲ့အမှုတွေဘုရားသခင်ရဲ့ဂျေဇုတော်အားဖြင့်တတ်နိုင်လိမ့်မယ်။မဖြစ်နိုင်ဘူးဆိုတဲ့အမှုတွေဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုစတင်ပြီးတော့သင်ပြောထုတ်ပါအဲ့ဒီအရာတွေကသင်လုံးမှာမဟုတ်ဘူးဖခင်ရဲ့ဂျေဇုတော်ကစူးစမ်းအထောက်လိုက်မယ်ရာဘ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 ာမဖြစ်နိုင်တဲ့အရာတွေရှာလာဘ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 ာဟိုခီလာဘာ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 Yele bebe bele 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 Shekira ba 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 Akata mashiro Ni adaima When you know you love judging Ne pere Ko sound When you know I'm Bala 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 bala, stand la bala bala bala,
အောင်မြင်ခြင်းဟာသင်နဲ့ကျွန်တော်တို့ဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းဟာသင်နဲ့ကျွန်တော်တို့ဖြစ်တယ်ထိုအောင်ပွဲကကျွန်တော်တို့ရဲ့အောင်ပွဲဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းကကျွန်တော်ရဲ့အောင်မြင်ခြင်းဖြစ်လာတယ်ယေရှုရဲ့ဖြောင့်မတ်ခြင်းကကျွန်တော်ရဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်ယေရာဘာခါထာလာဘာဘာစေခါလာဘာဘာဂျေဇုတော်ကအလုံးလုံးနေတယ်ဟာဟာဟာအမှုတစ်တစ်ခုပြီးတစ်ခုကျွန်တော်မြင်ရလိမ့်မယ်အမှုတစ်တစ်ခုပြီးတစ်ခုကျွန်တော်သက်တာထဲမှာတွေ့ရလိမ့်မယ်လူအနေနဲ့မလုံနိုင်ဘူးငါခွန်အားနဲ့မလုံနိုင်ဘူးဆိုတဲ့အရာတွေလူအနေနဲ့မကြားဘူးတဲ့အရာတွေလူမျက်စိမမြင်ဘူးသေးတဲ့အရာနားဖြင့်မကြားဘူးသေးတဲ့အရာစိတ်နှလုံးနဲ့တော့မကြံစီဘူးသေးတဲ့အရာတွေမကြားခင်မှာမြင်ရမယ်တက်တည်တွေမြင်ရမယ်ဘုရားကောင်းမြတ်ခြင်းကိုကျွန်တော်တို့ပြောရမယ်ကျွန်တော်တို့ရဲ့အလောက်ကဘုရားရဲ့ကောင်းမြတ်ခြင်းကိုနေ့တိုင်းမှာဝန်ခံဖို့ဖြစ်တယ်အခြေအနေကိုကျွန်တော်တို့ပြောထုတ်ဖို့မဟုတ်ဘူးအခြေအနေတွေကိုကျွန်တော်တို့ဝန်ခံဖို့မဟုတ်ဘူးဘုရားရဲ့အောင်မြင်ခြင်းတွေယေရှုရဲ့အောင်မြင်ခြင်းကိုကျွန်တော်နေ့တိုင်းမှာပြောထုတ်ဖို့ကောင်းမြတ်ခြင်းတွေကိုနေ့တိုင်းမှာကျွန်တော်တို့နှုတ်အားဖြင့်ဝန်ခံနေဖို့ဖြစ်တယ်ယေရာ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 ယေရာ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 ဒီဘဝမှာ challenge တွေရှိလိမ့်မယ်သင်ပေါ်မှာစိန်ခေါ်မှုတွေရှိလိမ့်မယ်သင်ပေါ်မှာကြုံရတဲ့ problem တွေရှိလိမ့်မယ် pressure တွေရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီຢာတွေကသင်ကိုတစ်ဆင့်တိုးဖို့ဖြစ်တယ် next level ကိုရောက်ဖို့ဖြစ်တယ်ဒါပေမဲ့သင်စူးစမ်းရမှာမဟုတ်ဘူးသင်ခွန်အားနဲ့သင်လုံနိုင်မှာမဟုတ်ဘူးသင်ခွန်အားနဲ့သင်လုံမှာမဟုတ်ဘူးဂျေဇုတော်ရဲ့မဆခြင်း hallelujah ဂျေဇုတော်ရဲ့သက်စွမ်းခြင်းကျွန်တော်ရဲ့အထဲမှာရှိတဲ့ဘုရားရဲ့ဂျေဇုတော်ရဲ့ပြုပြင်ခြင်းတကိုးတော်အဖြစ်အသေးသူမြကြံစီ၍မမီနိုင်တော့ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကျွန်တော်သက်တာထဲမှာပေါ်ပါခြင်းဘိုးရတဲ့စတင်ခံစားရပြီထိုမေတ္တာတွေစတင်ခံစားရပြီကျွန်တော်ဘုရားကိုကြိုးစားပြီးချစ်တာမဟုတ်တော့ဘူးဘုရားကကျွန်တော်တို့ကိုတိတ်ချစ်လို့အဲ့ဒီမေတ္တာကိုကျွန်တော်တို့ကပြန်လည်ခံစားခြင်းဖြစ်တယ် Hallelujah One more time. Can't machine of me a time when you know you lamp yarding. Nepere cause sound when you know I'm here. I'm a hold on. When you know you love me better, cause sound when you know I'm here, I'm a hold on. Hallelujah. လာမဲ့တပတ်တာလုံးမှာဒီစတင်ပြီးတော့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုသင်ပူခံစားရလိမ့်မယ်။ဘုရားကအလောက်ထိကောင်းမြတ်တဲ့ဘုရားဖြစ်တယ်။ပြောလို့မကုန်ဘုရားရဲ့ကောင်းမြတ်ခြင်းဟာလေပြောလို့မကုန်နိုင်ဘူး။အယံဝမ်းမြောက်စရာကောင်းတယ်။အယံပေါ့ပါတယ်။အယံစူးစမ်းဖို့မဟုတ်ဘူး။ဒါပေမဲ့ဂျေဇုတော်ကလေကျွန်တော်တို့ကိုစူးစမ်းစေတယ်။မလုံနိုင်တဲ့အရာတွေကိုသူလုံနိုင်စေတယ် Hallelujah Hallelujah ကိုရောကိုဂျေဇုတင်တယ်ဆက်လက်သွန်သင်ပါဆက်လက်ဖော်ပြပါဂျေဇုတော်ရဲ့ကောင်းမြတ်ခြင်းတွေဂျေဇုတော်ရဲ့
အလွန်ဘုရားသခင်ရဲ့သက်စွမ်းနိုင်ခြင်းတွေကိုဆက်လက်ပြီးတော့ဖော်ပြပါဝိညာဉ်တော်ကိုရောကိုယေရှုတင်တယ်ဒီနေ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်ချိန်တိုင်းအတွက်ယေရှုတင်တယ်နာမတော်ကောင်းချီးပေးတယ်တတ်တာများကိုစက္ကန့်အနံ့နဲ့ယေရှုနာမ၌ဆုတောင်းလျက်ဆက်ကပ်ပါတယ်ဖခင်